တွေပညာရှာမိဖို့ရာကျောင်းသားတို့ပြောစရာကျောင်းသူတွေစိတ်အေးရာကိုယ်တည်းကအစင်ဝေးပြန်ကအောင်မြင်မှုများစွာနဲ့နောင်နာတတိရှိကိုပညာအလင်းနဲ့လမ်းပြပေးတာသူ့မွန်ကျော်ပေါ်တာလက်ရှိမှုနဲ့ဒီမှန်ရာစိတ်ဓာတ်နဲ့ကောင်းစီကံကောင်းပညာနဲ့တော်လူနဲ့တော်သူ့မွန်ကျော်ဟေးသူ့မွန်ကျော်သူ့မွန်ကျော်ကကျောင်းသားစုနိုင်တူမမီဟန်ချက်ကြီး Listen နဲ့တိုင်အောင်ချက်ကောင်းသူ့မွန်ကျော်ရဲ့တဲ့တင်ကောင်းတဲ့တင်ကောင်းဟေးတဲ့တင်ကောင်းကျိုးသားသူတို့အောင်မြင်ရာသူ့မွန်ကျော်ကိုလာခဲ့ပါဟေးလာခဲ့ပါအောင်မြင်မှုတွေစာဝတ်တို့သူ့မွန်ကျော်သာစံချိန်ချိုးဟေးစံချိန်ချိုးဝါဒနာကိုအရင်လုံးစေတနာနဲ့အားထုတ်သည်သူ့မွန်ကျော်သာအောင်ဝဲစေဟေးအောင်ဝဲစေတဲ့ကြွားတဲ့စိတ်ဓာတ်နဲ့ရှင်ကယုံသားကြိုးစားလို့အောင်ဝဲစုယူမှာ